ဈေးတဲ့ရောက်ပြီးတော့ကိုဝယ်မဲ့ပစ္စည်းကိုလည်းတွေ့ပြီးတော့အဲ့ထဲမှာလည်းပတ်စံအပြည့်ပါပြီးတော့အဲ့ဒီပစ္စည်းကိုမဝယ်ဘဲနဲ့ထွက်လာလိုက်တဲ့လူကိုကစီးနဲ့လို့မခေါ်ပါဘူးအဖေလို့ခေါ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့အိမ်မှာဖနက်အဆုပ်ဆုံးဖနက်ကိုကြည့်လိုက်မှဆိုရင်ကျွန်တော်တို့အဖေရဲ့ဖနက်ပါအနွားဆုံးအင်ကြီးတွေပစိုးတွေကိုကြည့်လိုက်မှဆိုရင်လေကျွန်တော်တို့အဖေရဲ့အဝတ်စားတွေပါတကယ်တမ်းတော့သူတို့ကမဝယ်နိုင်တာလည်းမဟုတ်ပါဘူးမဝစ်ချင်တာလည်းမဟုတ်ပါဘူးကိုယ့်ရဲ့သားသမီးရဲ့ရှေ့ရေးတွေတွေးပြီးသူတို့ကမဝစ်ရတော့တာပါဒီနေ့ကျွန်တော်တို့အဖေတွေကသားသမီးတွေအစဉ်ပြေဖို့အတွက်သားသမီးတွေပညာတတ်ဖြစ်ဖို့အတွက်သားသမီးတွေအလုပ်ကောင်းကောင်းလုပ်ဖို့အတွက်ကိုသူတို့မှာကြိုးစားရင်နဲ့သူတို့တွေဘာတွေစုဆောင်းသွားတယ်သိလားတချို့အဖေတွေကနှလုံးယောဂစုဆောင်းသွားတယ်တချို့အဖေတွေကစီးကြိုသွေးကြိုတွေစုဆောင်းသွားတယ်တချို့တွေကကြောက်ကတ်တွေစုဆောင်းသွားတယ်တကယ်တော့သားသမီးတွေတော့ရုန်းကန်ရင်လည်းဖေတွေကဒီယောဂတွေပဲစုဆောင်းပြီးသွားလိုက်တာအဲ့ဒါတွေကိုတချို့သားသမီးတွေကအရွယ်ရောက်လာတဲ့အဖေထက်ပခုံးပိုမြင့်လာတဲ့အခါမှာအဖေကိုမိတဲ့မိကုန်းလေးတွေရှိပါတယ်အဖေကသားတို့တော့ဘာတွေလုပ်ပေးလို့လဲအဖေကသမီးတို့တော့ဘာတွေလုပ်ပေးလို့လဲဆိုပြီးတော့မေးကြတယ်အဲ့ဒီတော့ကျွန်တော်တို့အဖေတွေရဲ့တန်ဖိုးကိုသိကျင်နေဆိုရင်ကျွန်တော်တို့ကိုယ်တိုင်အဖေရဲ့နေရာရောက်ဖို့လိုပါတယ်ဒီနေ့အုတ်နီကဲတလုံးကိုကျွန်တော်တို့ပတ်စံနဲ့ဝယ်လိုက်တဲ့အခါမှာကျွန်တော်တို့သိရတယ်ကို့အဖေဒီအိမ်တစ်ခုလုံးသူဘယ်လိုစောက်တော်လဲသူဘယ်လိုဝယ်ထားလဲဆိုတာသိရတယ်အဲ့ဒီတော့ကျွန်တော်တို့မှာအဖေတွေရှိနေပြီဆိုရင်အဖေကအော်လာအော်ခံလိုက်အဖေရိုက်နေတုံးလားအရိုက်ခံလိုက်တစ်ချိန်မှာဒီရိုက်တာတွေခံကျင်လို့ဒီအော်ဒါတွေခံကျင်လို့ကျွန်တော်တို့မှာယူမတက်ငိုကြရလိမ့်မယ်ဆလာမုအလိုင်ကွမ်ဝါရဟ်မတ်တူလာဟီဝါဘရကာတူ